cho the hot boy ကားနဲ့တော့ရတော့ဆက်ပြီးတော့တိုးလာခဲ့ပြန်ပြီဝေးဖို့ဆိုတော့နောက်ဘက်မှာဂျန်နီခဲ့တဲ့ player တွေရောဒီဘက်မှာ hot boy brown နဲ့ပဲထပ်ပြီးတော့ထောက်ရမယ့်အခြေအနေမှာရှိနေခဲ့ပြီးတော့တန်လိုက်လံပြီးနေတလုံးပြစ်တင်ပေးထားခဲ့ပြန်ရင်နောက်ဘက်ကနေပြန်ထောက်ပေးဖို့အတွက်စဉ်းစားထားနေတော့မှာဘာဖြစ်ဖြစ်သွားမယ်ဆိုတော့ရှိနေခဲ့တဲ့ back ကိုမှနောက်ကနေတောက်လျှောက်တော့ပြစ်ခတ်ပေးနေခဲ့ပြီးတဲတဲ့နေထပ်ပြီးတော့အိမ်မေးဖို့အတွက်တူလာရုံးကန်လှုပ်ရှားပြနေခဲ့ဒီဘက်နောက်ဘက်ချမ်းမှာလည်းထက်မှန်ပြီးအန်အောင်တယောက် smoke ဒီပါခင်ပေးထားခဲ့ပြီးဝေးဖို့ hero တယောက်နေရလေဘက်ကနေပြန်ပြီးတော့တိုးလာမလုံးနေ game အန်အောင်နေတလုံးဝေးဖို့အိုးနေလွဲသွားတယ်3ယောက်ခုံးဆောင်လေးတော့ရထားတယ်ဒါပေမဲ့ဒီခုံးဆောင်လေးကဆုံးမပါတော့ဘူးရဲ့ခုံးဆောင်လေးကနေထပ်ပြီးတော့ရွှေ့ရတော့မှာဖြစ်တဲ့အတွက်ရှေ့ဘက်ကခံနေခဲ့တဲ့ဝေဘိုနဲ့ပြဿနာတက်တော့မဲ့အလားလာတော့ပို့ပြီးတော့များသွားပြီ flash ကလည်းဟိုဘက်ချမ်းနေလမ်းထားလို့ရမယ်အားကတော့ကျွန်တော်တို့ BG နေရာကိုပြစ်လို့မရဘူးဆိုမှ flash ကြီးကပြစ်လို့ရတယ်ဗျflash ကဒီဘက်ဖြန့်ထားတဲ့2ယောက်ပေါ့နော်သူတို့အနေနဲ့ကျွန်တော်တို့ပြစ်လို့ရတဲ့အခြေအနေမျိုးဖြစ်နေခဲ့ပြီ arc တွေနေရတယ်တက်ပင်လေးနဲ့ပြန်လာပြီးထောက်နေခဲ့ပြီဒီဘက်ကဝေဘို chicken စားဖို့အတွက် chance ကြီးတော့ပို့ပြီးတော့များနေခဲ့ပြီဘက်နောက်ဘက်ချမ်းမှာလည်းကျွန်တော်တို့ပြန်ပြီးတော့ထောက်နေခဲ့ရင်းနေတော့ဝေဘိုGlory တယောက် smoke ဒီတော့စပြီးတော့ခင်းလာတယ် BG NO နောက်တော့ smoke တလုံးထပ်ပြီးတော့ကျဲထားခဲ့ပြီ flash bow ဖက်မှာ top တို့နေနေရလဲပြန်ပြီးတော့ရွှေ့နေရင်တောက်လျှောက်ကိုကြောတဲ့ BG တဲတဲ့နေပါပြက်ခပြနေခဲ့ပြီးနောက်ထပ်ပြက်လာခဲ့တဲ့ zone တစ်ခု Weibo player တယောက်ကြောတဲ့ Arc Glory ပြက်ကပ်ပေးနေမှုတွေမတော့သားခဲ့ပြီ Arc ကပြောမင်းသာပြောတော်တော်လေးလုံးပြနိုင်တဲ့တင်းနဲ့မပါတယ်ဆိုတော့တို့နေနဲ့ smoke ဒီဘက် gaming ရတော့တဲ့တို့ပြန်ပြီးရွှေ့လာခဲ့ပြီ flash ဒီဘက်ကိုတိုးသားဖို့ရွေးချယ်ထားခဲ့တဲ့ BG ဆုံးပြချက်ကတော့ man တော့ man နေခဲ့ပြီနောက်ကနေကြောတဲ့ပြေးဝင်လာခဲ့တဲ့ကြောတဲ့ flash ဒီရော Weibo aim ချက်ဒီအောက်မှာလည်း Arc ဒီပျောက်ဆုံးသွားခဲ့ပြီ flash ကတော့2ယောက်ကြောတဲ့ဘက်မှာ bowဆိုတော့ Weibo ကလည်းတောင်းအောင်ပဲကျန်တော့မယ်ပုံရှိနေခဲ့တဲ့ back ကိုပါနေဒီပါကျဲပြီးဒုက္ခတွေပြန်ပြီးပေးနေခဲ့ပြီ BG ကလည်းတကယ်လို့တော့ Weibo ဘက်ကိုနည်းနည်းလေးပြန်ကြည့်လိုက်မယ်ဆိုတော့အချိန်ကြီးကောင်းနိုင်နေနော်ဆိုတော့သိန်းလုံးဘက်ကိုပြပြီးတော့ထောက်ထားဖို့အတွက်လောက်တာပို့ပြီးတော့အဆင်ပြေနိုင်နေဆိုတော့တွေးရတဲ့ရသလောက်လေးတော့ဂုံဆောင်ကြားလေးထဲမှာကတိုးလေးကပ်ပြီးတော့ထိန်းထားခဲ့ပြီးနောက်ထပ်တစ်စုံလုံးဝအပြောက်ကျင်းမဲ့အချိန်ကြီးတော့ဖြစ်နေခဲ့ပြီချက်ကနေနာရဖို့လည်းဖြစ်နိုင်တယ်နေဒီပါစပြီးတော့ကျဲထားနေခဲ့ပြီးတွေးရလဲထုံဝက်ဒီလင်းတော့ပြန်ပြီးတော့လောက်အောင်မဲ့အနေထားနောက်တော့နေတလုံး short win နဲ့ထပ်ပြီးတော့ရောက်လာရင် order brown နဲ့တော့ cover ပြန်ထားခဲ့ပြီးဒီဘက်နောက်မှာလည်း hero ကားတွေပါထပ်ပြီးရွှေ့ပြီး cover ယူဖို့အတွက်နေရာတွေပါထပ်မပြီးဖန်တီးထားနေခဲ့ပြန်ရင်းနေတော့ BG ရခဘီနာမှာအဓိက utility ကလည်း3လုံးပဲရှိရနေဒီပေါ့နော်နေနဲ့ molly 4လုံးပဲရှိရဖြစ်တဲ့အတွက်ကြောင့်တော့တို့ကျဲချပြီးဖို့အတွက်ကလည်းထင်လောက်ကြီးစင်မပြေနေခဲ့ဘူးsmoke တွေခင်းပြီးနေရအောင်လည်းချိန်ကြီးမကောင်းရှေ့ဘက်ချမ်းနေမှာရှိနေမလား line စစ်နေခဲ့တဲ့အချိန်ကြီး Cosby flash ဒီအဲ့ဘက်ရှိမှာတယောက်မှမရှိရဘူး BG ရဲ့နေရာပို့ပြီးတော့ဂျိုင်းကြတယ်ပို့ပြီးတော့ဟိုးလို့ကောင်းတယ်ဆိုတော့ order ရှိတဲ့ back ကိုလည်းကျွန်တော်အန်အောင်တက်နိုင်တော့အကောင်းဆုံးတော့ပြန်တော့ထောက်ပြီးထားနေခဲ့ smoke ဒီဖြန့်ခွဲပြီးခင်းထားခဲ့တဲ့ Weibo လက်ရှိအချိန်ကြီးထိရတော့အစင်တော့ပြင်းနေတော့မနေတလုံးဟိုးဘက်က BG အန်အောင်ကျဲလိုက်တော့သွေးတော့နောက်တော့နေထပ်ပြီးတော့ရောက်လာတယ် short way damage ရှိအောင်မသွေးတစ်စက်ခင်းနေလို့ပြီးသွားပြန်ပြီ hero ရောက်နေရလေခင်းနေပြန်လောက်တာဂျိုင်းမှာနောက်တော့နေဒီဘိုးမကုံမချင်းကိုကျွန်တော်ထိုင်ပြစ်နေတာ flash ကတကယ်ကိုကျွန်တော် molly တလုံးပါပြန်ပြီးကျဲထားခဲ့ရင်နောက်တစ်လုံးထပ်ကျဲတယ်နေဒီလဲကုန်နေခဲ့ပြီ Weibo အတွက်ကလည်း smoke တလုံးပဲစီးတော့မဲ့ချိန်နေမှာ flash တွေဘက်ကိုတဲပဲကားနဲ့ပဲပြန်ပြီးရွှေ့လာနေခဲ့ပြီခါရဲပဲကားနဲ့ပဲတက်တိုင်းအဆုံးသက်ပေးနေခဲ့ပြီ bows ကိုပါပြန်ပြီးတော့ aim ပြီးထားခဲ့ပြီ 2 vs 3 so နော်တဲ့နော်နေခဲ့တယ် hero နဲ့ wham cost နောက်ကနေ ano back ကပေးထားခဲ့ပြီ barmies ကိုအကောင်းဆုံးပဲထိန်းတော့ပြသွားရင် win a chicken dinner ရရှိသွားခဲ့ပြီလေဖြစ်ပါတယ်W ဟုတ်တယ် WBG လားပြန်စားပြီ